โอเคအခုကျွန်တော်မှာထားတာတွေရောက်နေပြီဒါကြတော့အင်ဒိုချက်ချော်နဲ့ထမင်းနဲ့1200ပေးရတယ်ပေါ့နော်အင်ဒိုချက်ချော်ကြီးပဲလဲစားချင်တယ်ဆိုရင်လည်းရတယ်ပေါ့နော်ကျွန်တော်တို့မဝါးတဲ့လူတွေအဝါဆွဲနေတဲ့လူတွေဆိုလည်း1000နဲ့မှာပြီးတော့စားလို့ရတယ်အခုဆိုင်ခင်းချင်းမှာကျွန်တော်တို့ကထိုင်စားမှာပထမဆုံးပေါ့နော်ကျွန်တော်10နာရီတည်းကရောက်နေတာရှေ့မှာဆိုရင်ပါဆယ်ပွဲတွေအများကြီးပဲထွက်ပြီးသွားပြီဖူပန်နာတွေလည်းလာတယ်ပါဆယ်လာဝယ်တဲ့သူတွေလည်းလာတယ်အော်ရာမာတဲ့လူတွေလည်းအများကြီးပဲပေါ့နော်စားကြည့်ပါမယ်ဘာထူးခြားလဲဆိုတော့မျိုးသီးကအနှစ်ကတော်တော်ကောင်းတယ်ဆက်စချင်းစားရင်တော့ပြပြင်းလေးပဲမဆက်သလိုနဲ့ဒါပေမဲ့အခုအရန်ဆက်နေတယ်ရှာထဲမှာလေချက်ကြော်ရဲ့အပြင်ပိုင်းတက်ချားလဲကျွတ်မွပြီးတော့တကယ်မျိုးသီးနဲ့အဲ့လိုတကယ်လိုက်ဖတ်တယ်ပေါ့နော်ပဲပြားလေးစားကြည့်မယ်ပြီးတော့သူကအပေါ်ရန်တော်ပြင်မှာဆိုရင်လည်းကြော်ရဲဒီကြော်ထားတဲ့ဒီမုံနှစ်လေးပေါ့နော်မုံနှစ်လေးအားလေးကိုတင်ပေးထားတယ်ပေါ့နော်အဲ့တော့ပို့ပြီးတော့မွေးစေရပေါ့နော်အခုဒီအနေအောင်ဆမ်ပယ်နှစ်ကိုစားကြည့်မယ်ပေါ့နော်ဒီအနှစ်ရယ်ပြီးတော့ရင်အပေါ်ကမျိုးသီးအစိမ်းရဲ့ဆမ်ပယ်အနှစ်ရယ်ဒီအနှစ်ကအဓိကတော့ချင်းတဲ့အရသာကိုပေးတာအပေါ်ကမျိုးသီးစိမ်းကကြတော့ဆက်တယ်ပေါ့နော်အဲ့တော့အချင်းနဲ့ဆက်နဲ့တွဲပြီးတော့ပို့ပြီးတော့စားကောင်းတယ်အနှစ်ကတော်တော်ဆက်တာဗျတကယ်ဆက်တာတကယ်လည်းတိတိမိမိအရသာရှိတယ်အဲကြောင့်လည်းအချိန်တို့တွင်းမှာအောင်မြင်တာပေါ့နော်သူကန်းသီးကိုကြော်ထားတာပေါ့နော်ဘုံနဲ့ကြော်ထားတော့တမ်ပူရာပုံစံလေးဖြစ်တယ်ဒါပေမဲ့အဲ့လိုအကျွတ်ကြီးလည်းမဟုတ်ဘူးကန်းသီးရဲ့အထက်ကအနှစ်ကလည်းပါတယ်အပြင်ပိုင်းကကျွတ်ရွာတဲ့ဟာရယ်ပြီးတော့စီရဲ့မွှေးတဲ့ဟာရယ်ပေါ့နော်ဟာလေးပေါင်းပြီးတော့အဆက်ပြေစေတယ်မိုးကရွာနေတယ်အဆက်ကိုစားပြီးတော့ရှူးရှဲခွင်းထွက်စားကြပါဦးဗျာကြော်လေးပါဗျာဒီတိုင်းစားမှာကြောက်တယ်ငယ်တို့သေးတယ်ညာနေဆိုတော့သမင်းမပါအောင်ဆိုအမှန်တိုင်းပြောရရင်ဘာမှအပြစ်ပြောရအောင်မရှိဘူးပေါ့နော်ဆော့စ်လည်းကောင်းတယ်ခဲနေလည်းအဲ့လိုနူးညံ့တယ်ပေါ့နော်မွေးလည်းမွေးရယ်ပြီးရင်အပြင်ပိုင်းတက်ချာကျွန်တော်အရင်ထူပြီးတော့နည်းနည်းကျွတ်မယ်ထင်တာပေါ့နော်ဒါပေမဲ့အဲ့လောက်လည်းမဟုတ်ဘူးတော့သူအဲ့လိုပပလေးနဲ့ပေါ့နော်ကျွတ်လေးနဲ့စားကောင်းတယ်ကျွန်တော်ပြီးခဲ့တဲ့တစ်ခေါက်ကရေကျော်1 small မှာသွားစားတယ်ပေါ့နော်1 small လည်းကောင်းတယ်မကောင်းမို့ကြော့ကောင်းတယ်အနှစ်ကကြတော့1 small ကကြတော့သူကခင်းကျင်ဒီအစိမ်းပါတယ်ပေါ့နော်ခင်းကျင်ဒီအစိမ်းပါတော့သူကအဆက်ကိုပြေသွားစေရပေါ့နော်ဒီကောင်ကြတော့မဟုတ်ဘူးအဆက်ကတက်လာတာ
အပေါ်ကရှေ့ရငယ်သေးလေးတော့လည်းဖယ်ထားလိုက်မယ်မဟုတ်ရင်ကျွန်တော်တရားရိုက်ပြီးသွားရင်ကျွန်တော်ဦးကကဘာကြီးပြက်လိုက်မယ်တကယ်မိုက်တယ်အားကြောင့်လည်းနာမည်ကြီးတာပေါ့နော်အချိန်လိုတွင်းမှာကြက်ကြော်ရတာကြိုက်တယ်ပြင်မိုင်းအဲ့လိုချွတ်ချွတ်ရွရွနဲ့ထဲရလဲအရားသာဝင်ပြီးတော့စားကောင်းတယ်ပေါ့နော်ပြီးတော့သူ့ရဲ့ငေဦးတီးရလဲအဲ့လိုဆက်ဆက်လေးစားချင်တဲ့လူကြီးဆိုရင်တကယ်ကြိုက်တော့တယ်အဆင်ပြေတယ်ပေါ့နော်ကျွန်တော်စားမှုတဲ့အင်ဒိုကြက်ကြော်တွေထဲမှာတော့ဘယ်လိုလဲအကောင်းဆုံးပဲဒီဆိုင်ကမနက်10:00 နာရီခွင်ကနေပြီးတော့ည9:00 နာရီထိဖွင့်တယ်ပေါ့နော်အခု Time City မှာလည်းဆိုင်ဝဲဖွင့်ထားတယ်1,200နဲ့ဒီလို portion ဒီလိုမျိုးအမယ်တွေပါဝင်ပြီးတော့ဘိုင်လဲဝါသလိုပြန်ရတဲ့အရသာလည်းတကယ်မိုက်တယ်ပေါ့နော်အဲ့တော့တန်တယ်ပေါ့နော်ကျွန်တော်နောက်လည်းစားပြမဲ့ဆိုင်ထဲမှာပါတယ်ပေါ့နော်နောက်ထပ် review ရဲ့ honest video တွေမှာပြန်တွေ့ပါမယ်